ပြောချင်တာကညကပွဲမှာပေါ်တူဂီရဲ့နိုင်ပွဲကပေါ်တူဂီကောင်းလို့လာတော့လည်းသူကြောင်းလာညကပွဲမှာပေါ်တူဂီရဲ့ဂိုးပြတ်နိုင်ပွဲဖန်တီးသွားတယ်လုံးဝပေါ်တူဂီရဲ့ခြေသွမ်းကြောက်စရာကြီးဗျာကျွန်တော်ဒီပွဲမှာပေါ်တူဂီနိုင်တာပဲဒီမှာပြောစရာတွေရှိလာတယ်ဒါကဘာလဲဆိုတော့ပေါ်တူဂီကနှစ်ပွဲကစားပြီးမှဘယ်နဲ့တစ်ပွဲမတူကွဲပြားသွားတဲ့ပေါ်တူဂီရဲ့စတိုင်ရဲ့ပြီးတော့ရိုနယ်ဒိုနဲ့ပေါ်တူဂီအသင်းပေါ်ကိုမြင်တဲ့အမြင်တွေပေါ့ပထမတစ်ပွဲကစားပြီးမှပေါ်တူဂီရဲ့ခြေသွမ်းကတော်တော်လေးကောင်းတဲ့ပါတယ်ဒါပေမဲ့အခွင့်အရေးတွေမချပွေနိုင်ခဲ့ဘူးတီတီရောက်ဂိုးရလက်တွေ reserve တွေကိုပြောင်းလဲပေးနိုင်တဲ့သွင်းဂိုးတွေကျွန်တော်တို့မမြင်ခဲ့ရဘူးအဲ့ဒီ analyzer တွေနဲ့ fan group တွေကြားထဲမှာဘာတွေအမြင်ကွဲသွားလဲဆိုတော့ပေါ်တူဂီပြည်သက်အချင်းချင်းတွေကပဲရိုနယ်ဒိုဘောလုံးမပေးလို့ပေါ်တူဂီနိုင်ပွဲမရတာနဲ့ရိုနယ်ဒိုကလူကိုကြီးဖြစ်သွားတယ်လို့ထင်တဲ့အဖွဲပေါ့ဆိုတော့ကျွန်တော်တို့အဲ့ပွဲမှာကျွန်တော်တို့သူများနေမမြင်တဲ့ရှူတောင်းကနေကျွန်တော်မြင်ကြည့်ခဲ့တယ်တကယ်တော့မာတီနဲ့ထုတ်လာတဲ့ position game စတိုင်ကြောင့်ပဲပေါ်တူဂီမနိုင်ခဲ့ရလို့ကျွန်တော်တို့ပြောခဲ့ဘူးလေအရှိမတကယ်လို့ဒီပွဲမှာပေါ်တူဂီဒါနိုင်ရင်လို့ရှိရင်မာတီနဲ့အနေနဲ့ရိုနယ်ဒိုဘောလုံးပေးကစားတဲ့နယ်လို့ကျွန်တော်ရှိမှပြောထားခဲ့တယ်ဒါကတကယ်ပဲဒီနေ့ညပွဲမှာမှန်သွားတယ်အရင်ပွဲမှာကျွန်တော်ထင်ခဲ့တာကပေါ်တူဂီအသင်းသားတွေမားတယ်လို့ပြောချင်တာမဟုတ်ဘူးသူက position game ဖြစ်တဲ့အတွက်17ယောက်လုံး position game ထဲမှာဝင်စီးမျောပြီးတော့ကစားရတာမျိုးပြဆိုတော့အဲ့အချိန်မှာချိုးမြင်တာက Ronaldo က striker role မှာတယောက်တည်းကြံနေရတဲ့အချိန်မှာအသင်းက10ယောက်တန်းနဲ့ကစားသလိုဖြစ်သွားတယ်ဆိုတော့ position game ထဲမှာ Ronaldo ကလူကိုကြီးဖြစ်တာလို့သူတို့ထင်တာပေါ့ဒါပေမဲ့ကျွန်တော်မြင်တာကကျတော့ ပေါ်တူဂီ player တွေက Ronaldo ဘောလုံးပတ်ပို့ပေးခြင်းမရှိလို့ Ronaldo အခွင့်အရေးတွေအသုံးမချနိုင်ကြရလို့မြင်တယ်ဗျာဆိုတော့အဲ့ဒီမှာကျွန်တော်မြင်တာမှန်တယ်ဆိုတဲ့အကြောင်းကိုဒီပွဲမှာ Ronaldo ကတည်ပြသွားတယ်။ Ronaldo ဒီပွဲမှာ18ခိုက်စီ area အတွင်းမှာဘောလုံးထိချက်အရဆုံးကစားသမား Ronaldo ပဲ။သူရှေ့ဘောလုံးရောက်လာတဲ့အခွင့်အရေးတိုင်းရဲ့48%လောက်ကို Ronaldo ကကောင်းကောင်းကြီးအသုံးချသွားတယ်ပေါ့။ဒီမှာသွင်းကို2ဂိုးလည်းတွေ့ခဲ့ရတယ်။ဒီပွဲမတိုင်ခင်ဗီဒီယိုတစ်ပုဒ်မှာပြောခဲ့တယ်။တကယ်လို့မာတီနက်ကပေါ်တူဂီအသင်းကိုနိုင်ပွဲရလက်ပေါ်ဆောင်ပေးနေတယ်ဆိုရင်သူတို့အသင်းသားရဲ့ဘောလုံးလမ်းကြောင်းတွေက Ronaldo ရှေ့ကိုဥတီတင်နေပေါ့။တကယ်လို့ဘောလုံးလမ်းကြောင်းတွေအားလုံးက Ronaldo ရှေ့ကိုဥတီပြီးတော့ Ronaldo ကအဲ့ဒီခွင့်ရအသုံးမချနိုင်ခင်တော့ Ronaldo ကိုချန်လှမ်းလိုက်ဒါ Ronaldo သူများကြီးမြင်တဲ့လူကိုလို့မြင်တာမှန်တယ်ဗျာဒါပေမဲ့ဒီချိန်မှာလူကိုလို့မြင်တဲ့သူတွေအမှားဖြစ်သွားတာပေါ့ Ronaldo ကသူ့ရှေ့ရောက်လာတဲ့အခွင့်အရေးတွေတိုင်းရဲ့48%လောက်ကိုအကောင်းဆုံးအသုံးချသွားနိုင်တယ်ဒီဘက်မှာ Ronaldo ရဲ့အရင်လောက်လင်မြန်ဖြတ်လက်မှုကိုကျွန်တော်တို့မတွေ့ခဲ့ရပါမယ် Ronaldo ရဲ့အသွင်းဂိုးဆာလောင်နေတဲ့ play style ကိုမြင်ခဲ့ရပြီးတော့အရင်ပွဲစီနေမှာကျွန်တော်မမြင်ခဲ့ဘူး Ronaldo ရဲ့ defense တရားတွေပြီးတော့ center အထိလိုက်ပြီးတော့ position gain နဲ့ပါဝင်စီးမျောတာတွေကျွန်တော်ဒီပွဲမှာမြင်ခဲ့ရတယ်ဒီပွဲမှာပေါ်တူဂီတင်းရဲ့ခြေသွမ်းဘယ်လောက်ထိတောင်လဲဆိုကျွန်တော် World Cup ဒါအသင်းတိုင်းနှစ်ပွဲစီကစားပြီးမှကျွန်တော်တို့ကြောက်စရာကောင်းဆုံးအသင်းကပေါ်တူဂီအသင်းပဲပေါ်တူဂီအသင်းရဲ့ role player တိုင်းကိုကြည့်လိုက်ဗျာဒါညကလူစားပြောင်းလဲဒီမှာလဲမာတီနက်အနေနဲ့လုံးဝကိုကအပြေးဝါကိုပြောင်းလဲလုပ်သွားတယ်ဒါကသမားထည့်လိုက်ပေါ်တူဂီရဲ့ form ကပြတ်မသွားဘူးပြီးတော့ပေါ်တူဂီကအမြဲတမ်းပေါ်တူဂီရဲ့ဘယ် role player ကိုပဲကြည့် defense မဲဖြစ် CM မဲဖြစ် striker တို့ winger တို့ player တွေပဲကြည့်ဘယ်ကစားသမားကိုထည့်လိုက်တော့ပေါ်တူဂီအသင်းမှာအားနည်းချက်မရှိခဲ့ဘူးဗျာပြီးတော့ဒီပွဲမှာပေါ်တူဂီအသင်းရဲ့နိုင်ပွဲတစ်ခုဆိုတာတဲ့ပေါ်တူဂီအသင်းရဲ့စီးလုံးမှုရှိလာတဲ့အသွင်သဏ္ဍာန်ကျွန်တော်မြင်ခဲ့ရတယ်ပေါ်တူဂီအသင်းရဲ့ပိုပြီးစီးလုံးလာမှုကိုမြင်ရတယ်အဲ့ပွဲနဲ့မတူတယ်ဘယ်လိုလို့ကစားသမားတွေကတော့ Ronaldo ပြန်ပြီးတော့ခြေရတိုင်းတဲ့ပုံစံမျိုးကျွန်တော်ဒီပွဲမှာမမြင်ခဲ့ရဘူးကစားသမားအားလုံးကလည်း Ronaldo ပန့်ဖို့ကူညီနေတာမျိုးကျွန်တော်မြင်ခဲ့ရတယ်ဗျာတကယ်တော့ဒီပွဲလုံးထင်ကြောင်းသွားတာဗီဒီညာပဲဗျာဒီပွဲမှာကျွန်တော်ရတော့man of the match ဆိုရင်တော့ကျွန်တော်ကဗီဒီညာကိုပဲပေးမယ်ပြီးတော့မတူနပွဲကစားပြီးမှပေါ်တူဂီရဲ့ကွာဟာသွားတဲ့ style ကပါလဲဆိုတော့အရင်ပွဲမှာ Ronaldo က position game ထဲမှာပါဝင်စီးမျောနိုင်ခြင်းမရှိဘူးအသားမကျတော့ဘူးပေါ့ဆိုတော့ analyzer တွေအနေနဲ့ Ronaldo လူကိုကြီးတယောက်ဖြစ်မြင်သွားတယ် Ronaldo အလုံးမလုံးနိုင်တော့ဘူးအရန်ကုန်မှာထိုင်နေတယ်ပေါ့ဒုတိယပွဲကစားပြီးမှတော့ Ronaldo ဟာသူ့ရှိကိုဘောလုံးအရင်ပွဲမှာဘောလုံးပေးဖို့မရှိလို့သူအခွင့်အရေးတွေမရှာနိုင်ခဲ့တာဆိုတော့သူတက်သေးပြသွားတယ်သွင်းဂိုးတွေနဲ့အတူပေါ့ဒီ game ဒီ plan ဒီနီးပြနဲ့ဒီ player တွေအားလုံးပဲမာတီနဲ့ပွဲထုတ်လာတယ်နှစ်ပွဲလုံးအတူတူဒါပေမဲ့ဒုတိယပွဲမှာဘာပိုကောင်းလာလဲဆိုတော့ဘာကောင်းသွားလဲဆိုတော့ဒီပွဲမှာဘာကောင်းသွားလဲဆိုတော့ပထမပွဲမှာတော့ position game ကစားတာဘောလုံးအသားပေးကစားတဲ့စနစ်ပေါ့ဒုတိယပွဲမှာတော့ position game ဆိုပေမဲ့ထိရောက်တဲ့ပေးပို့မှုတွေနဲ့ဝင်ကားတွေနဲ့ striker ကိုကောင်းကောင်းကြီးအသုံးချပြီးတော့ဗျာ Ronaldo player မျိုးကိုတည်ဆော်သွားတာပေါ့ဒါပေမဲ့ဒီပေါ်တူဂီတင်းရဲ့ပွဲစဉ်မှာညကျွန်တော်အကြိုက်ဆုံးသမားတော့ဗီဒီညာပဲဒီမှာကျွန်တော်တို့နီးပြမာတီနဲ့ရဲ့ Ronaldo ပေါ်ထားတဲ့သဘောထားကိုမြင်ခဲ့ရတယ်ဒုတိယပိုင်းပွဲကစားတဲ့မိနစ်90လောက်ဒီပေါ်တူဂီကလုံးဝရလက်ပြတ်သားတဲ့ပုံစံနဲ့ဥဆောင်နေပြီအဲ့အချိန်မှာမာတီနဲ့အနေနဲ့နောက်ပွဲလဲကစားရအောင်မယ် Ronaldo အနာပေးခဲ့ရမျိုးမရှိဘဲနဲ့တွေ့ရသေးခြင်းနေသေးတဲ့အတွက် Ronaldo ရဲ့သွင်းဂိုးဆာလောက်မှုတွေကိုတီးတော့သူ Ronaldo မထုတ်ဘဲနဲ့အနာမပေးခဲ့ဘူးဗျာပွဲချိန်နောက်ဆုံးအချိန်ပိုမိနစ်အထိ Ronaldo ကိုလုံးဝကိုကအသင်းသားတွေကလည်းပန့်ပိုးပေးပြီးတော့ဒီ
ဒီရိုနယ်ဒိုဟက်ထရစ်ရစေစီနေကြတာပေါ်တူဂီတသင်းလုံးရဲ့ရိုနယ်ဒိုပေါ်ထားတဲ့စိတ်ထားနဲ့မှဒီနေ့ရဲ့ရိုနယ်ဒိုပေါ်ထားတဲ့သဘောထားကိုကျွန်တော်ရှင်းရှင်းလင်းလင်းကြီးမြင်ခဲ့ရတယ်ဆိုတော့နောက်ပွဲမှာကိုလံဘီယာနဲ့အုပ်စုပထမနေရာကိုလူအောင်မှာဖြစ်ပြီးတော့ပေါ်တူဂီနောက်ပွဲမှာမနိုင်လို့လည်းမရသေးတဲ့အနေအထားပဲဗျဆိုတော့ဘာလို့လဲဆိုတော့ဒီအုပ်စုမှာရမှတ်တွေကတိတ်ပြီးတော့ကွာမှုမရှိသေးတဲ့အတွက်ပေါ်တူဂီနိုင်မှရလိမ့်မယ်ဆိုတော့နောက်ပွဲမှာလည်းပေါ်တူဂီနေနဲ့ဒီဒုတိယပွဲစဉ်လိုမျိုးပဲဒီ line up ဒီ found နဲ့ဒီ player တွေနဲ့ဒီ play style နဲ့ပဲပေါ်ထွက်လာလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့ကိုလံဘီယာရဲ့တောင်အမေရိက style ကောင်တာမြန်နဲ့ကတ်တန်နဲ့ play style ရှိလို့ဒီပွဲကတော့အရင်တစ်ပွဲတည်းပို့ပြီးကြည်ကောင်းလာအောင်ပဲပွဲလို့ထင်တယ်ဆိုတော့ကျွန်တော်တို့ကိုလံဘီယာနဲ့ပွဲပြီးမှပြန်တွေ့ပါမယ်လူမျိုးပို့ပြီးသုံးသက်ချက်တွေနဲ့ပွဲကြိုသုံးသက်ချက်တွေအားလုံးလည်းကျွန်တော်ရဲ့ YouTube channel မှာတင်ပေးထားပါတယ်ဒါတော့ Smart Channel ပါ